တောမတ်ဆိုတဲ့လူငယ်လေးတယောက်ကအဲ့ရကနုံနိုချင်းသူဟာအချိန်နဲ့ယူနေရနေတဲ့တန်ခွေချဓာတ်လီကားတစ်ခုလည်းရောက်နေတာကိုသူတတိထားမိလိုက်ပါတယ်မရှိမနှောင်းမှာဓာတ်လီကားရပ်သွားပြီးဘေးမှာသူ့လိုလူငယ်တွေအများကြီးရပ်နေကြတယ်လူငယ်တယောက်ကသူ့ကိုမြေပြင်ပေါ်ကိုဆွဲခေါ်လိုက်တယ်တောမတ်ဟာမယမနာသူတို့ရဲ့အဝေးကိုထွက်ပြေးသွားပါတယ်သူကရှေ့ကိုလဲကျသွားပြီးအုတ်တိုင်းအမြင့်ကြီးတွေပက်ပက်လေးခတ်ထားတာကိုတွေ့လိုက်ရပါတယ်တကယ်တော့သူရောက်ရှိသွားတဲ့နေရာဂလိတ်ဆိုတဲ့နေရာဖြစ်တယ်ဒီနေရာ flat လို့ခေါ်တဲ့ virus ပိုးကူးစက်ခံနေရသူတွေကိုကုသဖို့ခုခံအားရှိတဲ့ကလေးငယ်များရဲ့အုံနောက်တုံ့ပြန်မှုကိုလေ့လာစမ်းသပ်တဲ့နေရာတစ်ခုဖြစ်တယ်ဒီကြောက်တိုင်းကြီးတွေနဲ့ဝန်းရံပြီးညဘက်ဆိုပိတ်သွားလိရှိတဲ့တကားတွေနဲ့ဒီလိုဝန်ကပါလိုနေရာကြီးမှာတောမတ်လိုဆယ်ကျော်တဲ့လူငယ်90ယောက်လောက်ရှိပါတယ်ဒီနေရာကိုအုပ်ချုပ်နေသူကတော့နှစ်ပေါင်းများစွာကြာကြတဲ့ကပိတ်မိနေတဲ့ခေါင်းဆောင်အေဘေးနဲ့ဒူခေါင်းဆောင်နတ်တို့ဖြစ်တယ်သူတို့ကဂလိတ်ထဲမှာကိုယ်ပိုင်အုပ်ချုပ်မှုပုံစံလေးတစ်ခုတီထောင်ထားပြီးနေ့စဉ်တောင်းဝင်တွေကိုခွဲဝေယူထားကြတယ်ဝန်ကပါကိုနေ့စဉ်စူးစမ်းရှာဖွေပြီးထွက်ပေါက်ရှာဖို့တောင်းဝင်ယူထားသူတွေကိုတော့ runner လို့ခေါ်တဲ့အပြေးသမားတွေဖြစ်တယ်သူတို့ကညနေဝန်ကပါတကားတွေပိတ်မသွားခင်ဂလိတ်ထဲပြန်ရောက်ရပါတယ်ညဘက်မှာတော့ Graver လို့ခေါ်တဲ့စိတ်ရုပ်တော်ရှိတဲ့ကျောင်းမဖွယ်အကောင်တွေကဝန်ကပါထဲမှာလှည့်လေကျစားပြီးအပြင်မှာကြံခဲ့သူတွေကိုတပ်ဖြတ်လေရှိတယ်။တောမဟာတကားပေါက်တွေနားကိုတွားကြည့်တဲ့အခါရုတ်တရက်လူငယ်တယောက်ကတိုက်ခိုက်လိုက်ပါတယ်။တခြားလူတွေပြေးလာပြီးစိတ်အေးထားဖို့ဖြောင်းပြကြတယ်။တောင်မကမင်းတို့ငါ့ကိုဘာလို့ပိတ်ထားတာလဲဆိုပြီးပြောပါတယ်။ခေါင်းဆောင်ဖြစ်သူလည်းမင်းကိုငါတို့ကကာဝယ်ဖို့စူးစမ်းနေတာဆိုတာရှင်းပြပါတယ်။ချက်ချင်းစစလို့ကြောက်ဆောင်တကားကြီးပိတ်သွားပါတယ်။ဒီတော့မှတောမလည်းနားလေသွားပါတယ်။တောမဟာအပင်တွေဆက်ပြုတ်ဖို့တောထဲကိုမြေဩဇာယူဖို့တောင်းပေးခံလိုက်ရပါတယ်။တော်လေကောင်ကိုချင်းတောင်းနဲ့ဂေါ်ပြောင်းကိုယူလာပြီးတောမတ်တယောက်ထွက်လာပါတယ်။ယောဂကုသခံထားတဲ့ runner အဖွဲ့ဝင်တယောက်ဖြစ်တဲ့ဘန်ကတောမတ်ကိုစတင်တိုက်ခိုက်ပါတယ်။တောမတ်လည်းအရာဝတ္ထုကိုလက်နဲ့ရှာပြီးဘန်ကိုရိုက်ချလိုက်ပါတယ်။တောမတ်ဟာအော်ဟစ်ပြီးအကူကြီးတောင်းပါတယ်။ယောဂကုသခံထားတဲ့ဘန်ဟာတောမတ်ကိုမှီသွားပြီးလေဘေးညှစ်နေတဲ့အချိန်မှာပြေးလာတဲ့ဒူကောင်းဆောင်ဟာဘန်ကိုဒုံနဲ့ရိုက်ချလိုက်ပါတယ်။ဘန်ရဲ့အင်ကြီးကိုဆွမ်းလန်လိုက်တဲ့အချိန်မှာတော့ဘိုက်မှာအဆူဆူခံထားရပါတယ်။အဆူဆူခံထားတဲ့လူတယောက်ကိုပြောင်းအောင်ကုသလို့မရတဲ့ပြင်တခြားသူတွေကိုလည်းကူးဆက်တတ်ပါတယ်။ဒါကြောင့်အဆူဆူခံရတဲ့ဘန်ကိုဝန်ကပါထဲကိုထည့်လိုက်ရပါတယ်။ဝန်ကပါထဲကိုညှိပြီးသွားရင်ဘယ်သူမှအသက်မရှိကြပါဘူး။ဘန်အစားခေါင်းဆောင်အေဘေးကဝန်ကပါထဲကိုမင်ဟိုနဲ့အတူလိုက်သွားပါတယ်။ညနေတကားပိတ်ကန်ကြီးအထိအေဘေးနဲ့မင်ဟိုတို့ပြန်ရောက်လာကြပါမှု။တခြားသူတွေကတကားဝါနာကနေမျှော်နေကြပါတယ်။တကားကတပြေးပြေးနဲ့ပိတ်လာပါတယ်။အေဘေးကိုမင်ဟိုထမ်းပိုးလာကိုမြင်လိုက်ကြရပါတယ်။မင်ဟိုကစူးစမ်းပြီးအေဘေးကိုဆွဲခေါ်တော်လဲတကားကတပြေးပြေးနဲ့ပိတ်သွားပါတယ်။တကားပိတ်ခင်မှာစူးစမ်းလိုစိတ်ရှိတဲ့တောမဟာဝန်ကပါထဲကိုအပြေးဝင်သွားပါတယ်။ဝန်ကပါတကားတွေကအချိန်မရွေးပြောင်းလဲနေပြီး Graver လို့ခေါ်တဲ့ကျောင်းမဖွယ်ကောင်းတဲ့ဒရဝါတွေရဲ့တိုက်ခိုက်မှုကိုလည်းခံရနိုင်ပါတယ်။ဒါကြောင့်ဒဏ်ရာရထားတဲ့အေဘေးကိုလွယ်ကျူးတွေနဲ့ပုံကိုဆွဲတင်လိုက်ပါတယ်။နေအောင်သားစွမ်းပြနေတဲ့အချိန်မှာ Graver တကောင်လာနေတာကိုမင်ဟိုတယောက်မြင်လိုက်ရပါတယ်။မင်ဟိုကကျိုးကိုလွှတ်ပြီးကြောက်လန့်တကြားထွက်ပြေးသွားပါတယ်။တောမဟာကျိုးကိုတယောက်တည်းအားကုန်ထိန်ပြီးလွယ်ချုံနေကြားတဲ့ကိုဝန်ပုံးနေလိုက်ပါတယ်။ပြီးတော့ကျိုးကိုနွဲမှာခြိထားလိုက်ပါတယ်။တောမရဲ့အပေါ်ကနေ Graver တကောင်ဆင်းလာပြီးတောမကိုတိုက်ခိုက်ပါတယ်တောမဟာရှော့တိတ်လိုက်ပြီးဝန်ကပါလမ်းတွေချားတွေထွက်ပြေးနေရပါတယ်ဂရီဘာကလည်းနောက်ကနေအမိလိုက်လာပါတယ်တနေရာရောက်မှာတော့လမ်းတစ်ခုကဆုံသွားပြီးအခြားလမ်းကိုရောက်ဖို့ကြောင်းတန်ကြီးရှိနေပါတယ်တောမဟာခုတ်ကူးလိုက်ပါတယ်တောမဟာຫນွယ်ချိုးတွေနဲ့တွဲလောင်းဖြစ်နေပါတယ်ဂရီဘာကလည်းခုတ်ကူးပြီးသူ့မှာရှိတဲ့အချွန်တက်တွေနဲ့တောမကိုထိုးပါတယ်တောမကဂရီဘာကိုအောက်ကိုပြုတ်ကျသွားပါတယ်ဒီချိန်မှာမင်ဟိုရောက်လာပြီးတောမကိုလာခဲ့ပါတယ်ဒီအပိုင်းကပိတ်တော့မယ်ဖြစ်ကြောင်းဟိုဘက်ကိုသွားမှလွတ်မယ်ဖြစ်ကြောင်းရှင်းပြပါတယ်။တောမဟာတစုံတစ်ခုကိုစဉ်းစားမိလိုက်ပါတယ်။တခါတော့ရပိတ်မှာ Graver ကိုတတ်ဖို့လုပ်ပါတယ်။တောမဟာရပ်ပြီး Graver အလောင်းစောင့်ပါတယ်။တခါကပြေးပြေးချင်းပိတ်နေပါတယ်။ Graver ကတောမကိုလိုက်ပြီးတိုက်ခိုက်ပါတယ်။နောက်ဆုံးမှာတော့နိုင်ရန်တစ်ခုလုံးဟာပိတ်သွားခဲ့ပါတယ်။တောမဟာခေါင်းဆောင်အေဝေးကိုကဲထောက်ရောက်နေတာမက Graver တစ်ကောင်ကိုပါတတ်နိုင်ကြရပါတယ်။တောမလည်းခုမိချက်မရပဲအထဲကိုဝင်သွားတယ်ဆိုတဲ့ပြစ်မှုနဲ့ချုပ်တရက်အပြစ်ပေးခံလိုက်ရပါတယ်။တရက်မှာကောင်မလေးတယောက်တန်လောင်အိမ်နဲ့တူပါလာပါတယ်။လက်ထဲမှာလည်းသူမနောက်ဆုံးတယောက်ပဲဆိုတဲ့စာရွက်လေးပါလာပါတယ်။ကောင်မလေးကသတိရလာပြီးတောမတ်လို့တခွန်းခေါ်ပြီးသတိပြန်လစ်သွားပါတယ်။ဒီနားမှာရှိတဲ့လူငယ်တွေကလည်းတောမတ်ပေါ်တန်တရားတွေပို့တိုးလာပါတယ်။တောမတ်ရောက်လာပြီးနောက်ပိုင်းမှာဘန်ကလည်းအဆူဆူခံရပြီးတည်သွားတယ်။ခေါင်းဆောင်အေဘေးကလည်းဒဏ်ရာရသွားတယ်။ဂရီဘာတကောင်လည်းတည်သွားပါတယ်။အကုန်လုံးကအထူးဆန်းတွေဖြစ်နေပါတယ်။နှုတ်ကမင်းကောင်မလေးကိုမှတ်မိလားတောမကငါမမှတ်မိဘူးတောမကစကားကိုကြားပြတ်ပြီးအေဗီတက်တာလားလို့မေးပါတယ်နှုတ်ကလည်းသူ့ကိုနောက်ကစိတ်ဘူးမင်းနဲ့ငါတို့ရှင်းရအောင်မယ်လို့ပြောတယ်သူမနိုးလာအောင်ဆောင်ပြီးသူမဘာတိလဲငါတို့မေးကြတာပေါ့လို့နှုတ်ကပြောတယ်ရောက်လာတဲ့ဘသူမှအဲ့လိုနာမည်ကိုမခေါ်ဘူးကြဘူးတရားရောက်ကတခုခုကိုတိမှာပဲလို့နှုတ်ကပြောတယ်တောမကဝန်ကပါရဲကိုသွားဖို့လုပ်တယ်မင်းဟိုကမင်းယူနေလားအခုမှငါတို့လွတ်မြောက်လာတာတင်ဖို့ဆူတောင်းနေတာလားနှုတ်ကဘသူမှဂရီဘာကဘလို့ပုံစံရှိတယ်လို့ပြောပြဖို့အသက်မရှိဘူးကြဘူးလို့ပြောတယ်ငါတို့မှာဂရီဘာတစ်ကောင်လုံးရှိနေပြီ
မင်းနည်းနည်းမှမဆက်စုချင်ဘူးလားလို့တောမတ်ကပြောလိုက်ပါတယ်အပြေးသမားတွေနဲ့တောမတ်တို့ဟာဝန်ကပါတဲ့ဂရီဘတ်စီကိုတွားကြပါတယ်ဂရီဘတ်ကတကားနှစ်ခုကြားမှာညက်နေပါတယ်တောမတ်ဟာဂရီဘတ်ကိုယ်တွေကမီးလင်းနေတဲ့တစုံတစ်ခုကိုတွေ့သွားပါတယ်မင်းဟိုလဲလက်နဲ့လှမ်းယူလိုက်ပါတယ်အဲ့ဒီချိန်မှာဂရီဘတ်ရဲ့လက်ကလှုပ်သွားပါတယ်အကျော်ဆန်းတာနေပါဆိုပြီးသူတို့ကထက်ယူလိုက်ကြပါတယ်သူတို့ကတခြားကောင်တွေမလာခင်ဒီဝန်ကပါတွေကနေထွက်လာကြပါတယ်သူတို့ယူလာတဲ့ပစ္စည်းကိုဒူကောင်းဆောင်နှုတ်ကယူကြည့်ပါတယ်ဒီပစ္စည်းကငါတို့ကိုပို့တဲ့ပစ္စည်းနဲ့တစ်စိတ်တူတူပဲလို့နှုတ်ကပြောတယ်တောမတ်လည်းဂရီဘတ်ကိုယ်ထဲတဲ့သူကဘယ်သူမှမဆိုဒီကောင်တွေကိုထုတ်လုပ်တယ်ပဲဖြစ်တယ်ငါတို့အဲ့ထဲကိုသွားပြီးဒီကောင်လာတဲ့နေရာကိုငါတို့သိနိုင်တယ်လို့ရှင်းပြပါတယ်မင်းဟိုကတောမတ်ကိုသူနေ့စဉ်ဝန်ကပါတဲ့ကိုပြေးရင်ရှာဖွေတွေ့ရှိထားတဲ့ဝန်ကပါမိကိုပြတယ်ဒါအကုန်ပဲနောက်တဲ့မြေပုံပေါ်မှာမှတ်စရာမရှိတော့ဘူးလို့ဆက်ပြောတယ်ငါအကုန်ပြေးပြီးဒီနေရာမှာလွတ်လန်းရှိရင်ငါတို့လက်မြောက်နေတာကြာပြီနောက်ရမှာပဲတောမတ်တို့မင်းဟိုတို့နှစ်ယောက်ဟာမြေပုံရဲ့အပိုင်းခုံကိုတွားကြပါတယ်မင်းဟိုကရှေ့ကနေလမ်းပြခေါ်ဆောင်သွားပါတယ်သူတို့ခေါ်တတ်မှတ်ထားတဲ့ဓာတ်သားတွေဆိုတဲ့နေရာကိုရောက်ရှိလာကြပါတယ်သူတို့ကဘန်ရဲ့အင်ကြီးတွေကိုလည်းတွေ့ခဲ့ပါတယ်ဂရီဘာရဲ့ခန္ဓာကိုယ်အတွင်းကရှာဖွေတွေ့ရှိထားတဲ့လမ်းပြတော့ဟာအတန်နီးလာပါတယ်တောမတ်ဟာလမ်းပြတော့ကိုယူလိုက်ပြီးတော့ရဲ့လမ်းပြမှုနောက်ကိုလိုက်သွားကြပါတယ်မင်းဟို၃နှစ်လုံးရှာဖွေခဲ့တော်လေဒီနေရာကိုသူတခါမှမရောက်ဖူးခဲ့ပါဘူးအဲ့ဒီချိန်မှာတကားများစွာပွန့်သွားပါတယ်သူတို့လည်းအထဲကိုဝင်သွားကြပါတယ်အဝိုင်းပေါက်ကြီးတစ်ခုကိုကတ်ချိလိုက်တဲ့အခါမှာဂရီဘာတွေရဲ့အချက်ပြောင်းမှုကိုတွေးလိုက်ကြရပါတယ်တကားအားလုံးဟာလည်းပြတ်ပိတ်လာကြပါတယ်သူတို့နှစ်ယောက်လည်းချက်ချင်းထွက်ပြေးကြပါတယ်သူတို့ဖြတ်လာတဲ့လမ်းမှာရှိတဲ့တကားအားလုံးဟာလည်းပိတ်လာပါတယ်သူတို့နောက်ကနေတကားတွေကအဆက်မပြတ်ပိတ်လာနေပါတယ်မင်းဟိုကတော့ဘက်ကိုနောက်လည်းမကြည့်ပဲရှေ့ကိုသာဆက်ပြေးဖို့အော်ပြောလိုက်ပါတယ်သူတို့နှစ်ယောက်တော့ကံမကောင်းထောက်မှန်စွာနဲ့ကတိလေးလွတ်မြောက်လာပါတယ်တောမတ်နဲ့မင်းဟိုတို့ကသူတို့ရဲ့အဖြစ်အပျက်တွေကိုပြောပြပါတယ်ဂရီဘာတွေရဲ့လာယာအပေါက်ကိုတွေ့ချောင်းဒီအပေါက်ကနေငါတို့ထွက်လို့ရောက်ချောင်းရှင်းပြပါတယ်အဲ့ဒီနေ့ညမှာပဲတကားတွေကမပိတ်သွားတဲ့အပြင်တခြားတကားတွေပါပွန့်လာပါတယ်ဂရီဘာများစွာဟာရောက်ရှိလာပြီးတောမတ်တို့အုပ်စုကိုတိုက်ခိုက်ကြပါတယ်အကုန်လုံးကကြောက်လိုက်တကြားပြေးလွှားနေကြပါတယ်တောမတ်ဟာမြေအောင်တဲတွေစီကိုတွားဖို့သတိပေးလိုက်ပါတယ်တောမတ်တို့ဟာခေါင်းဆောင်အေဝေးကိုခေါ်ပြီးမြေအောင်တဲတွေစီကိုဂရီဘာတွေတိုက်ခိုက်မှုကြားထဲမှာအရောက်တွားကြပါတယ်မြေအောင်တဲတွေကလည်းလုံလောက်တဲ့ကာဝယ်မှုမပြေးနိုင်ကြပါဘူးချက်ဆိုတဲ့ကလေးတယောက်ကိုဂရီဘာတကောင်ဆွဲထားပါတယ်ဒီချိန်မှာဒဏ်ရာရနေတဲ့အေဝေးကဂရီဘာရဲ့လက်ချောင်းတွေကိုခုတ်ထစ်ဖြက်စီးလိုက်လို့ကြာလွတ်မြောက်သွားပါတယ်အေဝေးကတော့တခြားဂရီဘာတကောင်ရဲ့တိုက်ခိုက်မှုကြောင့်တိဆုံးသွားရပါတယ်တောမတ်ဟာဂရီဘာတွေစီကရတဲ့အစိတ်ရနဲ့သူ့ကိုယ်သူထိုးပြီးလက်ရှိအဖြစ်အပျက်တွေရဲ့အကြောင်းရင်းကိုနားလည်တော့အောင်လုပ်ပါတယ်တောမတ်ကိုယ်တိုင်ဟာဒီစမ်းသပ်မှုတွေလက်ဆောင်နေတဲ့အဖွဲ့တွေကတယောက်ဖြစ်နေခဲ့ပါတယ်တောမတ်ကြောင့်အခုလိုဖြစ်နေတာလို့ထင်နေတဲ့ဂယ်လီယာလူတွေကိုစီယုံပြီးအာနာသိမ့်လိုက်ပါတယ်တောမတ်နဲ့ထရီဇာတို့ကိုလည်းကြိုးတုပ်ဖို့လုပ်နေချိန်မှာကြိုတင်စီစဉ်ထားတဲ့အတိုင်းတောမတ်တို့ရဲ့တိုက်ခိုက်မှုကြောင့်ဂယ်လီအနိုင်မိသွားပါတယ်တောမတ်ဟာဂယ်လီတို့အုပ်စုကိုဘာမှမလုပ်ပါဘူးသူနဲ့အတူအပြင်ထွက်ဖို့လိုက်ပါမဲ့သူတွေနဲ့လွတ်မြောက်မှုခီးကိုစတင်ပါတယ်ဂယ်လီတို့ကတော့ဒီထဲမှာပဲနေခဲ့ကြပါတယ်တောမတ်တို့အုပ်စုကလမ်းပြသုံးတဲ့အတူထပ်ပေါက်တခါရောက်ခံဒီမှာဂရီဘာတွေနဲ့တိုက်ခိုက်ကြရပန်ပါတယ်ထပ်ပေါက်တခါဖွင့်မရပဲကုတ်နံပါတ်တောင်းနေပါတယ်ဝန်ကပါကိန်းစင်တန်းကိုတည့်ရဲ့မင်းဟိုတောမတ်ကကိန်းစင်တန်းကိုပြောခိုင်းပါတယ်နောက်ဆုံးမှာတကားကပွတ်သွားပြီးမရဏဝန်ကပါတွေကနေသူတို့တွေထွက်လာနိုင်ခဲ့ကြပါတယ်အပြင်ကိုရောက်တော့သူတို့ကိုထိန်းချုပ်ထားတဲ့စမ်းသက်ခံဆရာဝန်တွေအားလုံးဟာပြစ်သက်ခံထားရတာကိုသူတို့တွေတွေးလိုက်ရပါတယ်ဒီချိန်မှာဂယ်လီရောက်လာပါတယ်လက်ထဲမှာလည်းတနတ်တလက်ပါပါတယ်သူဟာအဆူဆူခံထားရပါတယ်သူဟာတောမတ်ကိုတနတ်နဲ့ပြစ်လိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကတော့မင်းဟိုရဲ့လက်ချက်နဲ့တန်ကြောင်တစ်ကြောင်စိုက်ဝင်သွားပါတယ်သူပြစ်လိုက်တဲ့ကြည်စံကတော့တောမတ်ကိုမထီပဲတောမတ်ရှိကဝန်ခံလိုက်တဲ့ချက်ကိုထီသွားပါတယ်လက်နဲ့အပြည့်စုံနဲ့လက်နဲ့ကင်အဖွဲ့တစ်ခုရောက်လာပြီးတောမတ်တို့အုပ်စုကိုလေရင်နဲ့ခေါ်သွားပါတယ်တကယ်တော့တောမတ်တို့ကနောက်တဲ့ထောင်ချောင်းတစ်ခုတည်းကိုရောက်သွားခြင်းဖြစ်ပါတယ်